ကမ္ဘာနံပါတ်2ကြောက်စရာအကောင်းဆုံးအိမ်ကြီး The Myrtles Plantation မတဲလ်စိုက်ပျိုးရေးအိမ်ကြီးနံပါတ်1ကိုသိချင်ရင်တင်ပြီးသွားတဲ့ဗီဒီယိုလေးတွေထဲမှာရှာကြည့်လို့ရပါတယ်ဒီအိမ်ကြီးက Francisville American Louisiana ပြည်နယ်မှာရှိပြီးအကျော်ကြားဆုံးတရေအိမ်များထဲမှာတစ်ခုအဖြစ်သတ်မှတ်ခံထားရပြီးတမိုင်းနဲ့စိတ်ကူးရင်ဇလန်းများနဲ့ပြည့်နှက်နေပါတယ်1996ခုနှစ်ကတည်ဆောက်ခဲ့ပြီးတထေးခွာကိုဒဝါဖနဲ့သူ၏မိသားစုတို့ပိုင်ဆိုင်ခဲ့ပါတယ်အမေရိကန်၏အပြင်းထန်ဆုံးတရေအိမ်အဖြစ်သတ်မှတ်ခံထားရပြီးကြေးကြမချိုချိန်စာနဲ့လူ30ဦးသေဆုံးမှုတန်းတာတွေကြောင့်လူသိများပါတယ်ရှလိုက Ancient Quackwoodruff ရဲ့ကြေးကြမဖြစ်ပြီးသူမရဲ့နားထောင်မှုမာယူမှုကြောင့်နိုင်ရက်ဖြတ်ခံခဲ့ရပြီးတဲ့နောက်သူမကပိုင်ရှင်မိသားစုကိုအစိတ်ခတ်ပြီးကလေး2ဦးနဲ့ကလေးအမေ2ဦးသေဆုံးခဲ့ပါတယ်ဒီအိမ်မှာလူ10ဦးအသက်ဆုံးရှုံးခဲ့တယ်လို့ဆိုပါတယ်အချို့မှာလူတက်မှုအစိတ်ခတ်မှုထိခိုက်မှုတွေဖြစ်ပါတယ်ရှလိုကိုတစ်ပင်တွင်ကျိုးစင်တင်တက်ခဲ့ပြီးသူမ၏ဝိညာဉ်ကအင်ကြီးတွင်ကြံရစ်တယ်လို့ဒီနေ့ထိယုံကြည်နေကြပါတယ်အင်ကြီးရဲ့အခမ်းမှန်ကြီးမှာချလိုရဲ့ပုံရိပ်ကိုမြင်တွေ့ရတယ်လို့ပြောကြပါတယ်ဒီမှန်ကို1992ခုနှစ်ကခွဲထုတ်ပြီးနောက်ပြန်လည်တက်ဆင်ခဲ့တော့လဲပုံရိပ်တွေကဆက်လက်ပေါ်နေသေးပါပဲညဘက်မှာကလေးတွေရေမောတန်ပြေးလွှားတန်တွေကြားရတတ်ပြီးအခမ်းမှာဖနက်တန်တွေနီးညူတန်တွေကြားရပြီးမိဘတွေမြင်ရတတ်ပါတယ်ညဘက်တွေဆိုဥယျာဉ်ထဲမှာအပြာရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီးတဦးလှည့်လည်နေတယ်လို့မြင်တွေ့ဘူးသူတွေကပြောကြပါတယ်အခုချိန်မှာတော့အင်ကြီးကိုဟိုတယ်နဲ့ကြားလိုက်အဖြစ်ဖွင့်လှစ်ထားပြီးညဘက်တွေမှာတရေဇလန်ပြောပြခြင်းခီးစဉ်များကိုစီစဉ်ပေးနေပါတယ်။လာရောက်လည်ပတ်သူတွေကအတန်တွေအရေးတွေရုတ်တရက်အပူချိန်ကျဆင်းမှုတွေကိုခံစားရတယ်လို့ပြောကြပါတယ်။တကယ်လို့တင်ကစွန့်စားခြင်းစိတ်ရှိရဆိုရင်တော့ညဘက်တွေမှာလာရောက်လည်ပတ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။